အမဲသားလိုက်ဆွဲသောတရေကျေးလက်တော်ရွာလေးတစ်ရွာမှာတငယ်ချင်း၃ယောက်နေထိုင်ကြပါတယ်။မောင်မောင်ရွှေနဲ့မောင်ဘတန်းတို့ပါသူတို့၃ယောက်ဟာရွာထဲမှာနာမည်ကြီးတဲ့အမဲသားလိုက်သမားတွေပါတနေ့ကတော့သူတို့၃ယောက်ညနေခင်းမှာတောထဲကိုအမဲသားလိုက်ဖို့ထွက်လာကြတယ်။တောထဲဝင်ပြီးနာရီတန်ကြာတဲ့အခါသူတို့ဟာခြေရာတစ်တစ်ခုကိုတွေးလိုက်ရတဲ့ခြေရာဟာကြီးမားပြီးလူသားရဲ့ခြေရာထက်အဆပေါင်းများစွာကြီးနေတယ်။မောင်ကဒါဘာခြေရာလဲဟင်လို့အံ့အားသင့်စွာပြောလိုက်တယ်။မောင်ရွှေကလည်းငါတို့ဒီခြေရာကိုလိုက်ကြည့်ရအောင်လို့တိုက်တွန်းတယ်။ခြေရာကိုလိုက်လာတဲ့အခါသူတို့ဟာတောထဲကကျယ်ပြန့်တဲ့လွင်ပြင်တစ်ခုကိုရောက်လာတယ်။အဲ့ဒီမှာတစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာလူတစ်ယောက်ထိုင်နေတာကိုတွေးလိုက်ရတယ်။လူဟာဝတ်စားဆင်ရင်မှုတွေနဲ့ရွာသားတွေနဲ့မတူဘဲထူးဆန်းနေတယ်။သူ့ရဲ့မျက်လုံးတွေဟာအနီရောင်တောက်နေပြီးခန္ဓာကိုယ်ကလည်းဖြူဖြော့နေတယ်။မောင်ဘတန်းကဟေ့ကောင်ဘသူလဲလို့អော်လိုက်တယ်လူဟာသူတို့ကိုလှည့်ကြည့်ပြီးပြုံးပြလိုက်တယ်သူ့ရဲ့ပြုံးနှုတ်ခမ်းတွေဟာသွေးနီရောင်နဲ့ဆိုနေပြီးသွားတွေကလည်းချွန်ထက်နေတယ်သူဟာသူတို့စီကိုဖြည်းဖြည်းချင်းချင်းကပ်လာတယ်မောင်ရွှေကဒါတရေပဲလို့ကြောက်လန့်ပြီးអော်လိုက်တယ်သူတို့၃ယောက်ပြေးဖို့စူးစမ်းကြပေမဲ့တရေဟာအယမ်းမြန်လွန်းတယ်သူတို့ကိုလိုက်လံဖမ်းဆီးပြီးတစ်ပင်အောက်မှာချီနှောင်ထားလိုက်တယ်တရေကငါ့ကိုအမဲသားတွေပေးပါလို့အော်ဟစ်ပြီးသူတို့ရဲ့သွေးတွေကိုစုပ်ယူဖို့ကြိုးစားတယ်။မောင်ကသူ့ရဲ့ဓားကိုဆွဲထုတ်ပြီးတရေကိုခုခံတိုက်ခိုက်တယ်။ဒါပေမဲ့ဓားဟာတရေကိုမထိခိုက်နိုင်ပဲဖြတ်တန်းသွားတယ်။တရေကငါ့ကိုဘယ်သူမှမတိုက်ခိုက်နိုင်ဘူးလို့ရေမောပြီးသူတို့ကိုခြောက်လန့်တယ်။ဒါပေမဲ့မောင်ဘတန်းကသူ့ရဲ့အိတ်ထဲကရွှေပန်းထိန်တစ်စိမ့်လေးကိုထုတ်ပြီးတရေကိုပစ်လိုက်တယ်။ရွှေပန်းထိန်တစ်စိမ့်ဟာတရေကိုထိမှန်ပြီးတရေဟာကြောက်လန့်ပြီးပြေးသွားတယ်။သူတို့၃ယောက်လွတ်မြောက်သွားပေမဲ့သူတို့ဟာတပတ်လောက်ထမင်းမစားနိုင်ပဲဖျားနေကြပြီးထိုနေ့ကစပြီးတော့တောထဲကိုဘယ်တော့မှမဝင်ရဲကြတော့ဘူး။တရေရဲ့အတန်တွေနဲ့မျက်နှာတွေဟာသူတို့ရဲ့အိမ်မက်ထဲမှာအမြဲရှိနေတယ်။